ဘာလို့လဲ ဟောဒီနေ့ဘာတွေလဲမသိဘူးလား ဒီလေကျောင်းနေလေ အေးလေအကျိုးနဲ့မလို့ဒီဘက်ကထွက်မလို့လေ ဒီကြားကလက်ရှင်ပြစ်တာဒီမှာကလစ်ပြောင်းနေ ဩနှလုံးသားကြီးကလည်းခလေးပဲနှလုံးသားကြီးရှိတယ်လေမိနစ်တုန်းကလည်းမလဲရဘူးဒီနှစ်တော့အေးစစ်စစ်လေးရေဘက်ကထွက်ပြရစီဦးအဲ့မှာအိမ်မှာခလေးကိုကြည့်နေလိုက်ပြ အာယာမာယာဟမ်တော့ကပြောပြန်ငါအိမ်မှာနေရထိုင်ပြီးကလစ်ထိတ်နေရတွေ့မယ်ကိုဝစားလည်းကိုပြန်ကြည့်ပါဦးဘလို့ဝစားလဲ ဟဲ့ဒါအိုင်ဒီယာခေးဟဲ့ကြံလဲဖို့အတွက်ဒီဝမ်းဆက်ကိုဝဲထားရတာအစောကြီးတာကိုကြောဝဲထားရတာ ဟောရေဘက်ရောက်တဲ့ကိုတိတက်ဝထားတာတိတယ် ဟုတ်တယ်ဝဲထားရတာအခုတူလာလေးလည်းရှိအောင်အပြင်လောကလည်းထွက်ကြည့်အောင် စားတော့ကိုကဘလို့ဘလောင်းနေဒီကြားကလက်ရှင်ပြစ်တာ ဘုခေတ်ထဲမှာကွန်းစားတဲ့လူခလေးလူကြီးမစားတဲ့လူရှိခေါ်လာခဲ့အားလျှောက်ပြောနေကွန်းစားတာကအဲ့ဒါစက်တိုင်ခေါ်တဲ့ဘုခေတ်မှာကွန်းမစားတဲ့လူခင်းနောက်ကြသွားပြီအေးနင်တို့အဲ့မှာခိတ်မမီပဲနဲ့နေတော်တော်တုံတုံအားအားလှုပ်နေ ဒီမှာကလစ်တစ်ဖက်နဲ့ဗျာအဲ့တော့ဒီကလစ်ထိတ်ရမှာပေါ့ အပြင်လောကဘဟုတုတာကိုမသိဘူးနားမလည်ဘူးမလုံနဲ့မထွက်ချင်အဲ့မှာကလေးထိတ်ပြီးကြိုင်ရဲခဲ အဲ့တော့ငါအိမ်မှာကလစ်ထိတ်သွားကြလို့ရှာပက်လေ သွားတော့မယ် သွားမလည်းခွေးလိုက်သွားနေဦး အမလေး ဟင်ဟာချစ်ပြီမလားအဲ့တော့ပြောပါလေကို့ပေးရင်မကိုအာမနာအခုတော့ပါလေခါမြေပြီမလားရော့မြေပြီမလား ဟဲ့အဲ့ဒါခါနာတာမဟုတ်ဘူးတကြမ်းမှာစတိုင်လုပ်ပြီးကဖို့လို့ခါကိုအိုင်တင်လုပ်ကြည့်တာ ဟောခါနာတာမဟုတ်ဘူးအဲ့ဒီလောက်ကြည့်တာ ဟုတ်တယ်အိုင်တင်လုပ်ကြည့်တာအမလေးမလေး ခါနာတာမဟုတ်ဘူး ဘာမှမခါမနာဘူးငါစတိုင်ကိုလည်းကြည့်လိုက်ဦးမလေးခါနာ ကြည့်တာအဲ့ဒီလောက်တာလားခါနာတာလား အမလေးခါလည်းတကယ်နားသွားတာ ငါကြောင့်ပြမယ်နင်းလည်းတက်နေနော်အေးတက်နေနော်နင်းလည်းဟိုအတက်ကြီးကမှငယ်ပြန်နေကြမသိအလိုက်ပေါ်လာမတက်နေနော်မဟုတ်တဲ့နော်အေးမဟုတ်တဲ့ဟာကွာပြည့်တဲ့ကြမှာစီရပြတ်သွားပြန်ပြီစီသာတိုးနေလို့ရှိရင်တကြံလဲရမှာမဟုတ်တော့